အားလုံးပဲမင်္ဂလာပါ ABC Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ printer နဲ့ဖုန်းနဲ့ကိုကျွန်တော်တို့ Wi-Fi ချိတ်ပြီးတော့ဖုန်းနဲ့ print ထုတ်တဲ့နည်းစကင်ဖားတဲ့နည်းလေးကိုကျွန်တော်လုပ်ပြပေးမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီ printer မှာဆိုရင်ဒီလို Wi-Fi logo အဝိုင်းလေးပုံစံပါတဲ့ printer set မှာပဲကျွန်တော်တို့ဖုန်းနဲ့ချိတ်ပြီးတော့ထုတ်လို့ရမှာဖြစ်ပါတယ်ဒီ Wi-Fi logo အဝိုင်းမပါတဲ့ printer တွေကတော့ကျွန်တော်တို့ဖုန်းနဲ့ Wi-Fi ချိတ်ပြီးတော့ထုတ်လို့ရမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါဒီဖုန်းနဲ့ချိတ်ဖို့အတွက်လိုအပ်တဲ့ software ကိုဖုန်းထဲမှာအရင်ဦးဆုံး download ဆွဲပေးရမှာဖြစ်ပါတယ်လိုအပ်တဲ့ software ကို download ဆွဲဖို့အတွက်ကျွန်တော်အရင်ဦးဆုံး Play Store ထဲမှာတွားပြီးတော့ download ဆွဲပေးလိုက်ပါမယ် Play Store ထဲမှာ Epson Printer ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်ပေးလိုက်ပါမယ်ဒါဆိုရင် Epson Printer ကိုကျွန်တော်နှိပ်ပေးလိုက်ပါမယ်ဒီ software ပဲဖြစ်ပါတယ်ဒီအပြန်ရောင်လေးနဲ့ software ကိုကျွန်တော် download install လုပ်ပေးလိုက်ပါမယ်ဒီနေရာမှာနောက်တစ်ခုအရေးကြီးတာကတော့ဒီ printer ထဲက Wi-Fi password နှစ်ပါးကိုကျွန်တော်တို့သိထားရမှာပဲဖြစ်ပါတယ် printer ထဲက Wi-Fi ဒီ password နှစ်ပါးကိုမသိဘူးဆိုရင်လည်း password နှစ်ပါးကိုကြည့်တဲ့နည်းလေးကိုကျွန်တော်လုပ်ပြပေးပါမယ်အရင်ဦးဆုံးဒီ software ဘိုင်ကိုစုံအောင်အရင်တွားပေးလိုက်ပါမယ်download ဆွဲပြီးပြီဆိုရင်ကျွန်တော် open ကိုနှိပ်ပေးလိုက်ပါမယ်နော်ပွင့်လာပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာဘာမှနှိပ်ပေးစရာမလိုပါဘူးအောက်က agree ကိုပဲနှိပ်ပေးလိုက်ပါမယ်ပြီးရင် okay ကိုဆက်နှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါ okay ကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ printer ကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒါမှသာကျွန်တော်တို့ printer နဲ့ချိတ်ဆက်မိမှာဖြစ်ပါတယ် printer နဲ့ချိတ်ဆက်ဖို့အတွက်အပေါ်က printer is not selected ကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင် next ကိုနှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ Wi-Fi ကိုဖွင့်ခိုင်းတာပေါ့နော်ကျွန်တော်တို့ Wi-Fi ကိုဖွင့်ပေးလိုက်ပါမယ်Wi-Fi ပွင့်လာပြီဆိုရင် printer ရဲ့ Wi-Fi ကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ password နှစ်ပါးထည့်ပေးရမှာဖြစ်ပါတယ် Drive 3C Epson ဆိုပြီးတော့ပေါ်နေပါတယ်ဒီနေရာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင် password သိတဲ့လူတွေကတော့ဒီမှာ password ထည့်ပြီးတော့တခါတည်းချိန်လို့ရပြီပေါ့နော် password မသိတဲ့လူကတော့ကျွန်တော်ဒီ printer ရဲ့ password ကြည့်တဲ့နည်းကိုကျွန်တော်ဆက်ပြီးတော့လုပ်ပေးပါမယ်ဖုန်းကိုခဏထားလိုက်ပါမယ် printer ရဲ့ password ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီ printer မှာရှိရဲ့ဒီနေရာပေါ့နော်ဒီ i ပုံစံ logo လေးပေါ့နော်ဒီလို i ပုံစံ logo လေးကိုကျွန်တော်တို့ဖိထားပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်9စက္ကန့်လောက်ကြာတာပေါ့နော်ဒီလိုအတန်ထွက်လာပြီဆိုရင်ကျွန်တော်တို့လုတ်ပေးလိုက်မယ်ဒါဆိုရင်ဒီ printer ကနေပြီးတော့ကျွန်တော်တို့ password နဲ့ပတ်သက်တဲ့အချက်လက်တွေကိုသူကစာရွက်နဲ့ထုတ်ပေးမှာပဲဖြစ်ပါတယ်ကဲပါဒါဆိုရင်စာရွက်ကလေးထွက်လာပြီပေါ့နော်အားလုံးပေါင်း3ရွက်ထွက်လာပါတယ်ဒီ3ရွက်မှာကျွန်တော်တို့ Wi-Fi ရဲ့ password နှစ်ပါးကိုကျွန်တော်တို့တွားပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒီ3ရွက်ထဲကပထမတစ်ရွက်ပေါ့နော်ဒီခေါင်းစဉ် H3 လုံးနဲ့ network stick ဆိုပြီးတော့အဲ့ဒါကိုကျွန်တော်တို့ဒီစာရွက်မှာကြည့်မှာဖြစ်ပါတယ်ဒါဆိုရင် password ဒီမှာပေါ့နော်ဒီမှာ password နှစ်ပါးကဒီမှာ49286938ပေါ့နော်ဒီနေရာကိုကျွန်တော်တို့ကြည့်ရလွယ်အောင်ဝိုင်းထားပေးလိုက်ပါမယ်ဒီ password နံပါတ်ကိုကျွန်တော်တို့ခုနကဖုန်းမှာပေါ်နေတဲ့ Wi-Fi မှာတွားပြီးတော့ထည့်ပြီးတော့ချိတ်ပေးရမှာဖြစ်ပါတယ်ဆိုကျွန်တော် connect ကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်ဒီအပေါ်မှာ Wi-Fi logo လေးပေါ်လာပါပြီပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင် Wi-Fi ချိတ်သွားပါပြီပြီးလို့ရှိရင်ကျွန်တော်အမြဲတမ်းချိတ်နေအောင်ကျွန်တော် always connect ကိုရွေးချယ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါပြီးရင်အနောက်လေးဆုပ်ပေးလိုက်ပါမယ်အနောက်ဆုပ်ပေးလိုက်ပါမယ်ဒါဆိုရင် printer ထဲကခုနမျက်နှာမြေကုန်ရောက်လာပြီပေါ့နော်ဟုတ်ကဲ့ပါခဏဆောက်ပေးလိုက်ပါမယ်ဒီနေရာမှာခုနက Wi-Fi နာမည်လေးပေါ်လာမှာပေါ့နော်ဒီလို printer နာမည်ပေါ်လာပြီဆိုရင်ကျွန်တော်အနောက်ကိုတစ်ချက်ဆုပ်ပေးလိုက်ပါမယ်နောက်တစ်ချက်ထပ်ဆုပ်ပေးလိုက်ပါမယ်ဒီမျက်နှာပြင်ရအောင်ပေါ့နော်ဒီမျက်နှာပြင်ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီဓာတ်ပုံဒီ plain photo ဆိုတဲ့စာလုံးနေရာမှာအရင်ဦးဆုံးဓာတ်ပုံတစ်ပုံလောက်ထုတ်ဆောင်ဖို့အတွက်ကျွန်တော်နှိပ်ပေးလိုက်ပါမယ်ပြီးရင်
အလုံးကိုနှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်ထုံးမဲ့ပုံကိုကျွန်တော်ရွေးချယ်ပေးလိုက်မယ်နော်ဒီပုံပေါ့နော်ဒီပုံကိုကျွန်တော်ထုတ်မယ်ပေါ့နော်ဒါဆိုရင်ဒီပုံကို select ပေးလိုက်ပါမယ်ပြီးရင်အပေါ်က next ကိုနှိပ်ပေးလိုက်ပါမယ်ဒီနေရာမှာဆိုရင်ဒီအပုံကိုကျွန်တော်က A4 size နဲ့ထုတ်မယ်ဆိုရင်ကျွန်တော်တို့ဒီအပေါ်ကအောက်လေးမှာ site ရွေးတဲ့နေရာပေါ့နော်ဒီမှာဆိုရင် setting လေးကိုဝင်သွားပြီပေါ့နော်ဒီ plane setting လေးကိုဝင်သွားပြီပေါ့နော်ဒီအပေါ်စောက printer နေရာကိုကျွန်တော်တို့နှိပ်ပြီးတော့ခုနကပေါ်လာတဲ့ဒီ printer အမျိုးအစားနာမည်ကိုနှိပ်ပေးလိုက်ပါမယ်ပြီးတာနဲ့ဒီနေရာမှာဒီအောက်ကစာကြောင်းလေးကိုနှိပ်ပေးလိုက်မယ်နော် keep using app zone and plane ပေါ့နော်ဒါကိုနှိပ်ပေးမယ်နော်ဟုတ်ကဲ့ဒါဆိုရင် printer နေရာမှာ printer ကိုရွေးချယ်ပေးလိုက်ပါပြီဒီနေရာမှာကျတော့တရွက်ဆိုရင်တရွက်နေပေါ့နော်နေရွက်ဆိုရင်နေရွက်နေပေါ့နော်ဒီနေရာမှာက paper size ကိုကျွန်တော် A4 ရွေးပေးလိုက်ပါမယ်ကျွန်တော်ထုတ်မှာက A4 နဲ့ဖြစ်တာမို့လို့ပါပြီးတာနဲ့ဒီ media တိုက်နေရာမှာစာရွက်ကဘာစာရွက်အမျိုးအစားလဲဆိုပြီးတော့ကျွန်တော်တို့ရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ထုတ်မဲ့စာရွက်ကရိုးရိုး A4 စာရွက်ပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် plain paper ကိုပဲကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်ဒီဓာတ်ပုံထုတ်မဲ့မိတ်ဆွေများကတော့ဒီ paper glossy ကို photo paper glossy ကိုရွေးချယ်ပေးလို့ရပါတယ်တခြားစာရွက်ဆိုရင်လည်းတခြားစာရွက်ကိုရွေးပေးပေါ့နော်ကျွန်တော်ကတော့ plain paper ကိုရွေးပေးလိုက်ပါမယ်ပြီးလို့ရှိရင် plain quality မှာကျွန်တော် highness tendency ပေါ့နော်ကျွန်တော်ကြိုက်တာရွေးချယ်ပေးလိုက်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်တခြားဟာကတော့တဖြည်းဖြည်းပြောင်းစရာမလိုတော့ပါဘူးပြီးလို့ရှိရင်အယောင်နဲ့ထုတ်မယ်ဆိုရင် color ကိုရွေးချယ်ပေးလိုက်ပေါ့နော်ကျွန်တော်အယောင်နဲ့ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် color ကိုရွေးချယ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်အပေါ်က down ကိုနှိပ်ပြီးတော့ကျွန်တော်တရွက်လောက်ထုတ်စမ်းကြည့်လိုက်မယ်နော်ဟုတ်ကဲ့ပါပြီးရင်ကျွန်တော်တို့ site ကမညီဘူးဆိုရင်လည်းကျွန်တော်ဒီမှာလာပြီးတော့ကစားပေးလို့ရပါသေးတယ်နော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်လိုချင်တဲ့ site နေထားကိုကျွန်တော်တို့ပြန်ထားပေးလိုက်ပါမယ်ပြီးကျွန်တော် plane ကိုနှိပ်ပေးလိုက်ပါမယ်ဟုတ်ဒါဆိုရင်ကျွန်တော်တို့ခုနကထုတ်လိုက်တဲ့စာရွက်ကလေးကြာလာပြီပေါ့နော်ဒါကျွန်တော် high နဲ့ထုတ်တာတော့အရည်သွေးကောင်းတာပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ဓာတ်ပုံ print ထုတ်တာပြီးသွားပြီဆိုတော့တခြား print ထုတ်လို့ရတဲ့ဟာတွေကိုပြန်ကြည့်ပါမယ်ဒါကတော့ဓာတ်ပုံတွေကိုထုတ်မယ်ဆိုရင်ပထမ print photo နေရာမှာရွေးချယ်လို့ရတာပေါ့နော်ဒီဒုတိယ print document နေရာမှာကျတော့ကျွန်တော်တို့ file လေးတွေကိုကျွန်တော်တို့ထုတ်မယ်ဆိုရင်ဒီ print document နေရာမှာနေပြီးတော့ထုတ်လို့ရတယ်နော်ဒါဆိုရင်ကျွန်တော်ရွေးချယ်ထားတဲ့ file နေရာရောက်သွားပြီပေါ့နော်မိတ်ဆွေများကလည်းကို file ကိုဘယ်မှာတင်ထားလဲကိုရွေးချယ်လို့ရတာပေါ့နော်ဒါဆိုရင် file ကိုထုတ်မယ်ဆိုရင် file ကိုနှိပ်မယ်ပြီးရင်အပေါ်မှာခုနကအတိုင်းပဲ site တွေကိုရွေးချယ်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ down ကိုနှိပ်ပြီးတော့ကျွန်တော်တို့အောက်က plane ကိုနှိပ်လို့ရတာပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခုကိုတွားလိုက်ပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာကတော့ skin ဖားတဲ့နေရာပေါ့နော်skin ဖားတဲ့နီလေးကိုကျွန်တော်လုပ်ပြမယ်နော်ကျွန်တော်ဒီစာရွက်ကိုပဲအသုံးပြုပြီးတော့ကျွန်တော် skin ပြန်ပြီးတော့ဖတ်ပြမှာနော်ဒီစာရွက်ကိုပဲအသုံးပြုပြီးကျွန်တော် skin ပြန်ပြီးတော့ဖတ်ပြလိုက်ပါမယ်ပြီးကျွန်တော်ထည့်ပေးလိုက်မယ်နော် skin ဖတ်မဲ့စာရွက်ကလေးကိုမတူကူးစက်မှာထည့်ပေးလိုက်ပါမယ်စာရွက်ထည့်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီမက်တူကူးစင်မှာများစီးတဲ့နေရာမှာကျွန်တော်တို့ကအစထားရမှာဖြစ်ပါတယ်စာရွက်ကလေးကိုကတ်ထားပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုရင်ကျွန်တော်တို့ skin ဖတ်မယ်စာရွက်ကိုထည့်ပေးလိုက်မယ်နော်ပြီးရင်အုပ်ပေးလိုက်ပါမယ်ပြီးလို့ဆိုရင်ကျွန်တော် skin ကိုနှိပ်ပါမယ်ပြီးတာနဲ့ကျွန်တော်တို့ skin နှိပ်ပြီးဆိုရင်အပေါ်က setting ကိုတွားလိုက်ပါမယ်ပေါ်က setting ကိုတွားလိုက်ပါမယ်ပြီးလို့ဆိုရင် scanner ကိုနှိပ်ပေးလိုက်ပါမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ set ရဲ့နံပါတ်ကိုနာမည်ကိုကျွန်တော်တို့ရွေးချယ်ပေးလိုက်ပါမယ်ပြီးရင်အောက်က keep using app zone and link ကိုပြန်ရွေးချယ်ပေးလိုက်မယ်ဟုတ်ကဲ့ဒါဆိုရင်အပေါ်တစ်ချောင်းပြီးသွားပြီအောက်မှာလည်းကျွန်တော်တို့ခုနတိုင်းပဲ setting တွေချိန်ပေးလိုက်ပါမယ်ဒီမှာ skinny size ကတော့ A4 ကိုပဲကျွန်တော်ရွေးပေးလိုက်မယ် image တိုက်နေရာမှာကျတော့ကျွန်တော် color နဲ့ skin ဖတ်မှာဖြစ်တဲ့ကြောင့် color ကိုရွေးချယ်မယ်အဖြူမဲဆိုရင်တော့အောက်ကနေရပါတော့ပြီးလို့ရှိရင်ဒီ resolution နေရာမှာကျွန်တော်အရေးသွေးကောင်းလေးလို့ရှိနေဆိုရင်300ကိုကျွန်တော်တို့ရွေးပေးလိုက်ပါမယ်ဒီနေရာမှာအောက်ဆုံးနေရာမှာကျတော့ကျွန်တော်တို့ 1.8 ကိုပဲရွေးချယ်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ skin ဖတ်ဖို့အတွက် down ကိုနှိပ်ပေးလိုက်ပါမယ်။ပြီးရင် skin ကိုနှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင် set ကနေပြီးတော့ skin ဖတ်နေပြီပေါ့နော်။ကဲပါဒီ printer ထဲမှာဖတ်လိုက်တဲ့ skin ကကျွန်တော်တို့ရဲ့
ဖုန်းထဲမှာလာပြီးတော့ပေါ်နေပါတယ်ဒီဓာတ်ပုံကိုကျွန်တော်တို့စစ်ချင်တယ်ဆိုရင်လည်းဒီ file ပုံစံ logo လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့စစ်လို့ရတယ်ဒါမှမဟုတ်ရင်လည်းတခါတည်း print ထုတ်မယ်ဆိုရင်လည်း printer ပုံစံ logo လေးကိုနှိပ်ပြီးတော့ print ထုတ်လို့ရပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကကြတော့ဒီ document capture ပေါ့နော်ဒီ document capture တွေကိုဝင်လိုက်ပါမယ်ပြီးလို့ရှိရင် photo ကိုနှိပ်ပေးလိုက်ပါမယ်ကျွန်တော်တို့အပြင်ကနေပြီးတော့ရိုက်လာတဲ့ပုံတစ်ပုံကိုရွေးချယ်ပေးလိုက်ပါမယ်ဒီပုံပေါ့နော်ဒီလိုမညီမညာဖြစ်နေတဲ့ပုံတွေကိုကျွန်တော်တို့ select လုပ်ပေးလိုက်ပါမယ်ပြီးလို့ရှိရင် adjust ကိုနှိပ်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ site အနေထားကိုကျွန်တော်တို့ချိန်ပေးလိုက်ပါမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်မညီဘူးပေါ့နော်မညီတဲ့စာရွက်ကိုကျွန်တော်တို့ဒီ process ကိုနှိပ်ပေးလိုက်မယ်ဒါဆိုရင်သူကညီအောင်လုပ်ပေးလိုက်တာပေါ့နော်ဒီ skin ဖပြီးတော့ထွက်လာတဲ့ပုံနဲ့မကွာဘူးပေါ့နော်ဒီလိုပုံစံလိုပဲပြောလို့ရမှာပေါ့နော်ဟုတ်ကဲ့ပြီးလို့ရှိရင်အောက်မှာကျွန်တော်တို့လိုချင်တဲ့အရာကိုလည်းချိန်ကြီးလို့ရပါတယ်ကိုယ့်ဘာသာကိုချိန်မယ်ဆိုရင်လည်းဒီ adjust color ကိုနှိပ်ပြီးတော့ကျွန်တော်တို့လိုအပ်တယ်လို့ကျွန်တော်တို့ချိန်ကြီးလို့ရပါတယ်ဟုတ်ကဲ့ပါပြီးတာနဲ့ကျွန်တော်တို့ process ကိုနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ preview ကိုနှိပ်မယ်ပြီး yes ကိုပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ print ထုတ်မလား print ထုတ်မဆိုရင်တစ်ခါနှိပ်ပေါ့နော်မလို့ရှိရင်လည်း site ချိန်မယ်ဆိုရင်ဒီ document site ကိုနှိပ်ပြီးတော့ site တွေချိန်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေကြမယ်လို့ညွှန်လင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုကြည့်ပြီးတော့အားလုံးပဲအဆင်ပြေကြပါစေဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြမယ်ခင်ဗျာ